ညာတော့အာဂျင်တီးနားနဲ့အီဂျစ်တို့ပွဲစဉ်ကတော့ပြီးဆုံးသွားပြီပေါ့နော်အာဂျင်တီးနားတော့အီဂျစ်ကို3-2နဲ့ပွဲချိန်မိနစ်90အတွင်းမှာနိုင်ပြီးတော့မှအာဂျင်တီးနားကွာတာဖိုင်နယ်တက်သွားပြီဒီနေ့နေ့မှာကန်ခဲ့တဲ့ဆွစ်ဇာလန်နဲ့ကိုလံဘီယာပွဲမှာပယ်နယ်တီကန်ပြီးတော့ဆွစ်ဇာလန်တက်သွားတဲ့အကြောင်းမလို့အာဂျင်တီးနားကွာတာဖိုင်နယ်မှာဆွစ်ဇာလန်နဲ့တွေ့မှာပေါ့ဗျာအဲ့တော့ဒီနေ့အာဂျင်တီးနားနဲ့အီဂျစ်ပွဲစဉ်ကအကြောင်းတွေကိုကျွန်တော်တို့ပြောချင်တာဖြစ်တယ်ပေါ့ကျွန်တော်တို့ဘောလုံးပရိသတ်တွေဘောလုံးကိုနှစ်ပေါင်းများစွာကြည်လာတဲ့အထက်မှာဒါ VR ကြောင့်နောက်ပိုင်းမှာပေါ်လာတဲ့ VR ပေါ့ဗျာ VR Video Assist Referee ဒီရာကြောင့်ကောင်းသွားရည်လည်းရှိတယ်ဒီရာကြောင့်controversy ဖြစ်သွားရည်လည်းရှိတယ်ညင်းပွားဝယ်ဖြစ်သွားရည်လည်းရှိတယ်ဒီနေ့ကျွန်တော်တို့ဘောလုံးကြီးရဲ့တက်တန်းတစ်လျှောက်မှာနည်းနည်းတော့ရုပ်ပေါက်တယ်ပေါ့ဗျာဒါ VR ပေါ်လာပြီးတော့မှလည်းရုပ်ပေါက်ဒီကမ္ဘာဖလားမှာလည်းတောက်လျှောက်ရုပ်ပေါက်တွေကတော့များနေဗျဒါမဲ့ဒါအီဂျစ်နဲ့တွေ့ရတဲ့အချိန်မှာအာဂျင်တီးနားတော်တော်ကောင်းတယ်တော်ဘောလုံးကိုထိန်းပြီး control လုပ်ပြီးကစားတယ်အီဂျစ်ကတော့ counter transition တွေပဲစော့တယ်အီဂျစ်ကအလဲနဲ့တိတ်မကောင်းဘူးဗျဒါမဲ့တကယ်မြန်တဲ့ကောင်တွေရှိရယ်တိုက်စစ်မှာမြန်တဲ့တကယ်မြန်တဲ့ကောင်တွေရှိတဲ့အခါကျ counter transition နဲ့စော့တာတော်တော်ကြီးကောင်းတယ်အာဂျင်တီးနားဆိုရင်တသိန်းလုံးတက်ဖိနေရတယ်ထောက်လျှောက်ပေးရတာ9မိနစ်တွင်2ဂိုးသားမသိဘူးပေးရတာအဲ့လိုမျိုး9မိနစ်2ဂိုးကဟိုဘက်ပြန်သွင်းတာဗျဟိုဗာလဲအာဂျင်တီးနားပြန်သွင်းတာဒါပေမဲ့အီဂျစ်ကသွင်းတာဒိန်းကိုပြန်သွင်းတာအကောင်တာ transition တွေဒုတိယပိုင်းမှာပြန်သွင်းတာတော်တော်ကြီးကိုကောင်းတယ်။ဒါမှမဟုတ်သွင်းနေရအီဂျစ်ကတော်တော်ကြီးကိုကောင်းနေပြီဒါပေမဲ့အာဂျင်တီးနားပြန်လာမယ်ဆိုတာကျွန်တော်တို့သိပြီးသား။ဒါပေမဲ့ဒုတိယပိုင်းမှာပြောစရာတခုရှိတာအာဂျင်တီးနားနဲ့ဒီဟိုပါပေါ့မာတီးနက်စ်နဲ့ချစ်တဲ့ contact ပေါ့လေ။အီဂျစ်ဒုတိယသွင်းသွားတဲ့ဒုတိယအလုံးလုံးတော်တော်လှတာဗျာနောက်ကနေယူလာပြီးတော့မှကောင်ကနံပါတ်7နာမည်မသိဘူးတော်တော်ကြီးကောင်းတာကောင်အာဂျင်တီးနား4-5-6လောက်ကို3-5လောက်ကိုလှည့်ပတ်ပြီးတော့တောက်ဆိုးဆာလာကိုပေးလိုက်တယ်ဆာလာလည်း world class player ဆိုတော့ပေးလိုက်တဲ့ပတ်စင်ကအရန်ကောင်းတယ်ဟိုကောင်ကန်ရတဲ့မယ်တန်သွင်းသွားဂိုးသွားတယ်ဒါပေမဲ့ဂိုးသွားပြီးဟိုကောင်အင်ကြီးတွေပါချွတ်ပြီးအောင်ဝဲတွေပါခံလိုက်ပြီး2-0ဆိုတော့အောင်ဝဲခံလိုက်ပြီးဆိုတော့ပြီးတော့မှ VR ပြန်ကြည့်ပြီးတော့မှအဲ့ဒါမင်းတို့ဂိုးကမာတီနက်ကိုဖောင်းလိုက်ပါလေဆိုပြီးတော့မှမပေးဘူးအဲ့မှာနည်းနည်းပြဿနာရှိရပါလေဒီဖောင်းပါဗျာအမှန်တိုင်းပြောရမယ်ဆိုရင် soft ဖောင်းမပေးရရတယ်ဒါပေမဲ့ VR ပြန်ကြည့်ပေးကျင်လည်းရတယ်မပေးကျင်လည်း VR ပြန်ကြည့်ရင်တော့ဗျာအနှေးပြကွက်နဲ့ဆိုတော့အနည်းမိရပါညာဒါကတော့ဘောလုံးကန်နဲ့ contact ထိရတော့ရှိရပါဗျာသူကတတ်မှတ်ကန်နင်းတာတော့မဟုတ်ဘူးကွာဆိုတော့နည်းနည်းတော့ soft ဖြစ်တာပေါ့လေဗျာဒါပေမဲ့မပေးချင်လည်းရဆိုပေးလိုက်တော့ကကျတော့ကောင်းဒီပြက်ကလည်းနည်းနည်းကြီးကွဲသွားပါဗျာဒါပေမဲ့အာဂျင်တီးနားပြန်လာရင်တော့ကောင်းတယ်ဒါပေမဲ့တိတ်မကြောက်ဘူးအဲ့လိုပဲအာဂျင်တီးနားဖိနေရနေပြီးတော့မှကောင်တာ transition ပဲနောက်တစ်ခေါက်ထပ်ပေါက်သွားတယ်အဲ့ဒါတော့ဘလို့မှမတက်နိုင်ဘူးဂိုးပေးလိုက်တယ်ဂိုးသွားတယ်2-0အဲ့ချိန်မှာအာဂျင်တီးနားထောက်ရှော့ဖိရဒါအောင်မှအီဂျစ်ကတစ်ချက် transition နဲ့တက်လာသေးတယ်ဒါပေမဲ့အာဂျင်တီးနားတော်တော်ကောင်းတယ်မက်ဆီတော်တော်ကောင်းတယ်မက်ဆီကန်လိုက်တဲ့အရေးသွေးမက်ဆီသွင်းလိုက်တဲ့ဂိုးကလည်းတော်တော်ကြီးကောင်းတယ်ပထမဂိုးလဲရိုမဲရိုတော်တော်ကောင်းတယ်အဲ့ဒါလည်းခေါင်းတိုက်သွင်းတော့တော်တော်ကြီးကောင်းပါလေငါလူလည်းမချွန်ပါဘူးတော်တော်ကောင်းတယ်နှစ်ဂိုးတူထိဘာမှမဖြစ်ကိစ္စမရှိဘူးအေးဆေးပဲဗာလဲဘာမှပြဿနာမရှိဘူးဗျာဒါပေမဲ့3-2ဖြစ်မဲ့အချိန်မှာဆာလာရလာအီဂျစ်ကဆာလာရလာပတ်စီအေးရဲမှာဘောလုံးရနေတယ်ရနေပြီးဟိုကောင်ဖြတ်လိုက်ပြီးတော့ပေါ်ဆာလာကိုထိခိုက်ပြီးဖြတ်လိုက်ပြီးတော့မှဘောင်းပြန်ရသွားပြီး transition နဲ့မက်ဆီတင်ပေးရဟာနယ်လက်ကခေါင်းတိုက်ပြန်သွင်းတော့3-2ဖြစ်သွားတယ်ဂိုးပေးလိုက်တယ်အဲ့မှာစပြောပြီမှာဂိုးသမားရောအီဂျစ်ကဒီဆာလာဟိုအီဂျစ်ရဲ့နီးပြအဖွဲ့ဝင်တွေရောနီးပြရောပြောတာပေါ့ VR ပြန်ကြည့်လိုက် VR လေးပြန်ကြည့်လိုက်ရင်အကယ်၍ဗျာတခုရှိရကျွန်တော်တို့အနေနဲ့ VR ပြန်ကြည့်လိုက်ကိစ္စမရှိဘူးဘယ်သူမှတိတ်ပြောလဲဟိုတိတ် fee ရှိမှလည်းမဟုတ် VR ပြန်ကြည့်လိုက်ပြီးတော့ကွာမင်းတို့က soft phone ပြလို့မပေးဘူးကွာဆိုလဲကိစ္စမရှိဘူးဟိုကောင်တွေကလက်ခံရင်လက်ခံတော့မှာဘုံပစ္စည်းတွေလက်ခံရင်လက်ခံတော့မှာတကယ်တော့ဗျာအဲ့ဒါကိုပြန်ကြည့်လိုက်ရမှာပြန်ကြည့်လိုက်ပြီးတော့မှကွာမပေးချင်လို့မပေးတာကွာမင်းတို့ soft phone ပြလို့မပေးတာကွာဆိုတော့ဘာမှမတက်နိုင်အခုကပြန်မကြည့်ပဲနဲ့ဟာမင်းတို့တသက်မတဲ့ on fee decision ဆိုပြီးတော့မှတမ်းပြီးဟွာပြတော့နည်းနည်းပြောစရာပါရှိတော့ပါကွာအဲ့လေးတစ်ပေါက်တော့ရှိတယ်တော့ဘောလုံးပြိတ္တအနေနဲ့လည်းဒီဘောလုံးပွဲကိုကြည့်ရတဖြည်းဖြည်းနဲ့အရသာတော့တော်တော်ပြက်လာပြီဗျာနည်းနည်းသေးရောဗျာဘောလုံးဖန်ဖြစ်မှန်တယ်ဆိုရင်တော့နည်းနည်းဒါထိုင်နည်းနည်းတော့ဟွာဖြစ်တော့နည်းနည်းပါလဲဆိုတာတော့ဒါအကုန်လုံးခံစားမိရဗျာမရဗျာဒီဟူလီယာအဲဗာပထမပိုင်းပွဲစားတွေကနေပြီးတော့ကျုံးလိုက်တဲ့အကျုံး
လုံးလိုက်တဲ့အလုံးဆိုတာအဲ့ကောင်9လုံး6လုံး9လုံးလောက်ကိုရှိမယ်နဲ့တူတယ်မသိဘူးအဲ့လောက်တော့ရှိမယ်ထင်တယ်ဘာဝါကမှမထိဘူးနော်နောက်ဆုံးထွက်သွားတဲ့အထိဘာဝါကမှမထိပဲတောင်မေးကအတင်းချမ်းတာဟုတ်ပါတယ်ဒါပေမဲ့ဟွာဒီကောင်ဟူလီယန်အဘောကတေချာဘောဝါကထိတယ်ဝါကမထိပဲဒီကောင်ထွက်သွားရတယ်ဒါပေမဲ့အီဂျစ်ကောင်တွေကအကုန်တန်းစီပြီးထိရတယ်ဟိုကအနီကတ်တွေပါဒါအနီးပြဖွဲ့ဝင်နေအနီးကတ်တွေပါထိပြီးနောက်ဆုံးအခုနောက်ဆုံးဒီနီးပြဖွဲ့ဝင်တွေရောအားလုံးအီဂျစ်ကစားသမားရောပြောနေကြတယ်ရှိရပါဗျာအားလုံးရှုံးသွားတဲ့အတင်းကလိုပဲပြောမှာပါဗျာနိုင်တဲ့အတင်းကတော့အောင်ပွဲခံကြမှာပေါ့အမေတခုရှိတာဘောလုံးကိုဗျာကျွန်တော်တို့ဘောလုံးပွဲလို့လှုပ်ကြပါဘောလုံးပွဲလို့ကြီးကြပါပရိသတ်တွေလည်း toxic မဆန်ကြပါနဲ့ဟိုကတစ်ဖက်မပိတ်နဲ့ဘောလုံးပွဲလို့တေချာကြည့်ဘယ်ဟာဘာဆိုတာအားလုံးသိပြီးသားဘောလုံးပွဲကိုတေချာကြည့်တဲ့ကောင်ရင်တခါလေကျရင်အမှန်မမြင်နိုင်ဘူးဆိုတာတခုခုဖုံးနေလို့သာအမှန်မမြင်နိုင်ဘူးရှိမှာပဲလူဆွဲပုံကိုဆွဲရှိလို့သာအမှန်မမြင်နိုင်ဘူးရှိမှာပဲဒါပေမဲ့ဘောလုံးပွဲကဘောလုံးပွဲလို့ပဲဖြစ်ရမယ်လေဗျာခုကမဟုတ်တော့ပြောစရာရှိရပါဗျာဒါပါပဲအချင်းကြီးကောင်းပါလေနိုင်သွားပါလေနောက်တစ်ဝက်မှာ quarter final တွေ့ပါပြီ quarter final ရောက်သွားပါပြီအချင်းကြီးဖလားရသွားနိုင်ပါတယ်ရန်ကောင်းပါရဲ့မစီအဲ့လေပြောချင်လို့ပါ